မြို့တစ်မြို့ဒါမှမဟုတ်ဒေသတစ်ခုရဲ့ရိုးရာယဉ်ကျေးမှုတွေကိုကျင်းပတဲ့အခါမှာပုံစံမျိုးမျိုးနဲ့ကျင်းပလေးရှိပါတယ်။အခုဆိုလို့ရှိရင်မြဝတီမြို့အမှတ်တရကွက်ရဲ့စုပေါင်းမဟာဘုံကထိန်နဲ့အတူရှင်ဥပဂုတ်တမထေရရေချပူဇော်တဲ့ပွဲလေးပါကျင်းပလေးရှိပါတယ်ရှင်။ယခုလိုကျင်းပခဲ့တာ29ကြိမ်မြောက်တောင်ရှိခဲ့ပါပြီရှင်။ရက်ကွက်နေရက်ကွက်သူရက်ကွက်သားများနဲ့တကွာအုပ်ဆောင်သူတွေအားလုံးကစီစဉ်ကြစီစဉ်ထားတဲ့ပွဲလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အစမှအဆုံးဘလို့အခက်ခဲပဲရှိရှိအဆင်ပြေအောင်မြင်စွာကျင်းပလေးရှိပါတယ်ရှင်။မထေရရဲ့တတိဖောင်လေးကိုလည်းရက်ကွက်အတွင်းလှည့်လည်ပူဇော်ခံပြီးရက်ကွက်နေပြည်သူများမှာတတိဝလံများကလူပူဇော်ခြင်းဖြင့်ကုသိုလ်ယူကြပါတယ်ရှင်။လာပြည့်နေမနက်အာယုံတက်ချိန်မှာရှင်ဥပဂုတ်တမထေရရေချပူဇော်ဖို့အတွက်အမှတ်တရရက်ကွက်နေပြည်သူများမှာတပါးတည်းလိုက်ပါပြီးတော့ပူဇော်ဆွအိုးမျှော်လေးရှိပါတယ်။29ကြိမ်မြောက်မထေရရေချပူဇော်တဲ့ပွဲလေးကိုယခုလိုပြောပြခြင်းအဖြစ်ဒီဗီဒီယိုငယ်ပွဲအောင်လည်းပြန်လဲတတိယစေပြီးတော့အဝေးရောက်နေတဲ့အမှတ်တရရက်ကွက်သူရက်ကွက်သားတွေလည်းအလွန်ပြေးကြည့်ရှုလို့ရအောင်တင်ဆက်ခြင်းပဲဖြစ်ပါတယ်။လာပြည့်နေ့လေးမှာအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့တာပါတယ်။အမှတ်တရရက်ကွက်မှာညနေ3နာရီ4နာရီကနေစပြီးတော့နိဗ္ဗာန်ဈေးလေးကိုလည်းလာရောက်သုံးဆောင်နိုင်ကြတယ်ဆိုတဲ့အကြောင်းလေးလည်းပြောပြပေးလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ကိုယ်စိတ်နှပြပြီးရင်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေမေတ္တာရင်သူသောတာမူအပူကင်းပါစေမေတ္တာရည်စံကိုယ်စီဖြန့်အေးချမ်းကြပါစေ